ကျွန်တော်တို့ဒီနေ့အသုံးပြုနေတဲ့လက်စစ်မီးတွေနိပညာတွေရဲ့နောက်ကမှာဘသူကျေးဇူးအများဆုံးပါလဲလို့မေးလိုက်ရင်နီကိုလာတက်စလာလို့အားလုံးပြင်းပြကြမှာပါ Alternating current AC စနစ်ကိုတည်ထွင်ပြီးကမ္ဘာကြီးတစ်ခုလုံးကိုအလင်းရောင်ပေးခဲ့တဲ့ဒီလိုပါရမရှင်ကြီးဟာသူ့ဘဝရဲ့နောက်ဆုံးအချိန်တွေကိုဘယ်လိုများကြော်ဖြတ်ခဲ့ရလဲဆိုတာသင်သိပါသလားဝေဒနာတွေချွေးမီးတွေနဲ့အထီးကျန်စွာနဲ့ပဲတမန်ရဲ့အမောင်တို့ထဲမှာသူဘယ်လိုပျောက်ကွယ်သွားခဲ့လဲဆိုတာဒီနေ့အတူတူကြည့်ကြရအောင်ပါအမှန်တော့တက်စလာရဲ့ဘဝအစောပိုင်းမှာသူဟာလူသားမျိုးနွယ်အတွက်အကြီးမားဆုံးသောအပြောင်းလဲကိုဖန်တီးပေးနိုင်ခဲ့တဲ့သူပါဒါပေမဲ့ဘဝရဲ့နောက်ဆုံးနှစ်တွေမှာတော့အခြေအနေတွေကတော့လုံးဝပြောင်းလဲသွားခဲ့ပါတယ်အမေရိကန်အစိုးရနဲ့ JP Morgan လိုမျိုးထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ဖိနှိပ်ထုတ်ချယ်မှုကိုသူပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ရတယ်ပြီးတော့သူတည်ထွင်ခဲ့တဲ့နည်းပညာအများစုဟာလျှို့ဝှက်သိမ်းဆည်းခံခဲ့ရသလိုနီကိုလာတက်စလာဆိုတဲ့အမည်ကိုပါသမိုင်းစာမျက်နှာပေါ်ကနေဖျောက်ဖျက်ဖို့ကြိုးစားတာကိုခံခဲ့ရပါတယ်။1943ခုနှစ်ဇန်နဝါရီလ9ရက်နေ့မနက်ပိုင်းနယူးယောက်မြို့နယူးယောက်ဟိုတယ်ရဲ့အခန်းအမှတ်3329အထမ်းမှာအသက်86နှစ်အရွယ်ရှိတဲ့တက်စလာရဲ့အိတ်ဆက်နေတဲ့ရုပ်အလောင်းကိုဟိုတယ်ဝန်ထမ်းကစတင်တွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပြင်ပလောကကြီးကလူတွေဟာသူ့ကိုလုံးဝမေ့လျော့နေကြပါပြီ။သူအိတ်နေကြဂရင်မေးရစပွဲပေါ်မှာမပြီးသေးတဲ့တိတ်ပိုင်ဆိုင်ရာတွက်ချက်မှုတွေဆာရက်ဆာရမ်းတွေနဲ့အတူကြေးစားတရှူရဲ့လှုပ်ရှားမှုအေးအေးအောင်အချို့ပဲကြံရခဲ့တာပါဒါထက်ပိုဆိုးတာကတော့သူ့အလောင်းကိုတွေ့တဲ့ချင်းမှာပဲအမေရိကန် FBI နဲ့နိုင်ငံတော်လုံခြုံရေးကိုယ်စားလှယ်တွေကချက်ချင်းရောက်ရှိလာကြပါတယ်တက်စလာတစ်သက်လုံးသူ့တနာလုပ်ခဲ့တဲ့မဆုစာအုပ်တွေဒိုးမလက်စစ်စွမ်းအင်ဆိုင်ရာဆာရက်ဆာရမ်းတွေနဲ့စွမ်းအင်ထုတ်လုပ်တဲ့စစ်ပစ္စည်းပုံစံငယ်လေးတွေကိုပါဘယ်သူမှအသိမပေးပဲချက်ချင်းပဲသိမ်းဆည်းသွားကြပါတယ်ဘာလို့အခုလိုသိမ်းဆည်းခဲ့ကြလဲဆိုတော့တက်စလာတည်ထွင်ခဲ့တဲ့ Dead Ray လို့ခေါ်တဲ့အဝေးရောက်စွမ်းရည်လက်နက်တွေနဲ့ဒီပညာတွေဟာအလုံးမဲအနေနဲ့များပြီးကမ္ဘာစစ်ရဲ့ဟန်ချက်ကိုပါပြောင်းလဲပြနိုင်တယ်လို့သမရနဲ့အစိုးရအာဏာပိုင်တွေကယူဆကြလို့ပါ။ဒါကြောင့်ပဲသူ့ရဲ့တည်ဆိုးမှုကိုတာမန်တဘောအတိုင်းတည်ဆိုးမှုလို့ပဲမတတ်နိုင်စေခဲ့ပြီးသူ့ရဲ့အမွေအနှစ်တွေကိုအများပြည်သူရှေ့မောက်မြောက်အောင်အစွမ်းကုန်ပိတ်ပင်ကြိုးစားခဲ့တာဖြစ်ပါတယ်။တကယ်တော့ကမ္ဘာကြီးကိုလက်စစ်မီးတွေထွန်းလင်းပေးခဲ့ပြီးခေတ်တစ်ခုကိုဖန်တီးပေးခဲ့တဲ့ဒီလိုအသိဉာဏ်ကြီးမားလာတဲ့ပညာရှင်ကြီးဟာသူ့ရဲ့ဘဝရဲ့နောက်ဆုံးအချိန်မှာတော့ငွေကြီးတစ်ပြားမှမရှိပဲချွေးမီးတွေအထီးကျန်မှုတွေနဲ့အတူတိတ်တဆိတ်ထွက်သားခဲ့ရပါတယ်။သူပေးခဲ့တဲ့အလင်းရောင်တွေနဲ့ကဘာကြီးဟာတာယာတောက်ပတဲ့အချိန်မှာသူကိုယ်တိုင်ကတော့အမောင်တို့ကိုဆင်းသက်သွားခဲ့ရတာကတော့တကယ်ကိုဝမ်းနည်းစရာကောင်းတဲ့တမိုင်းအမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ဒီဗီဒီယိုအတော့ဒီလောက်ပါပဲမိတ်ဆွေတို့ကျွန်တော်ဗီဒီယိုကိုကြိုက်ခဲ့ရင်တော့ like နဲ့ share လုပ်ဖို့လည်းမမေ့နဲ့အောင်တော့ပြီးတော့နောက်ထပ်ဒီလိုပဲတမိုင်းဝင်ဗီဒီယိုလေးတွေကိုကြည့်ဖို့အတွက်ကျွန်တော် channel ကိုလည်း subscribe လုပ်ဖို့မမေ့နဲ့အောင်တော့ကဲအားလုံးကိုနောက်တစ်ခါမှပြန်တွေ့ကြတာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ